တခါတုန်းကမြေခွေးတစ်ကောင်ဟာစပစ်ချန်နာကိုရောက်လာခဲ့တဲ့အဲ့ဒီအချိန်ကစပစ်သီးတွေမှဲ့ချိန်ဖြစ်လို့စပစ်ခိုင်ကြီးတွေဟာတစ်ကိုင်းတွေပေါ်ကနေတွဲလောင်းကျနေတာမြင်မကောင်းအောင်ပါပဲမြေခွေးကစပစ်သီးတွေကိုမြင်တော့တတွေးတွေကျဆင်းလာတယ် အမတ်လေးဒီစပစ်သီးတွေကတော့ချိုလိုက်တာများအားရပါရစားပစ်ချင်တယ် လို့စိတ်ထဲကနေကျုံးဝါလိုက်မိတယ်ဒါနဲ့သူကစပစ်သီးတွေစီကိုခုန်ပြီးအရောက်လန်းဖို့ကြိုးစားတယ်ဒါပေမဲ့ခုန်လိုက်တိုင်းမမီနိုင်ပဲဖြစ်နေတယ်ဘလို့မှမမီနိုင်တဲ့အခါသူကခုန်လိုက်နဲ့မောပန်းလာတော့တယ်နောက်ဆုံးမှာတော့သူတော်တော်လေးစိတ်ပြက်ပြီးလက်လျှော့လိုက်တယ်စပစ်ချန်ကနေထွက်ခွာသွားရင်းနဲ့အခုလိုပြောလိုက်တယ် ဒီစပစ်သီးတွေကချင်တူးတူးတွေပါကွာစားလို့မကောင်းဘူး ဒီပုံမြင်လေးကနေဘာသင်ခန်းစာရလဲမရနိုင်တဲ့အရာတစ်ခုကိုမရတဲ့အခါဒါမှမဟုတ်မအောင်မြင်တဲ့အခါမှာအဲ့ဒီအရာကိုစွန့်လွတ်လိုက်ဖို့ဒါမှမဟုတ်တန်ဖိုးမရှိဘူးလို့ကိုစင်ကြေပေးလိုက်တတ်တဲ့လူသဘောကိုဖော်ပြနေပါတယ်ကိုလိုချင်တာကိုမရနိုင်တဲ့အခါမကောင်းဘူးလို့ပြောလိုက်တာမျိုးပေါ့